အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေများစောင့်မျှော်နေကြတဲ့ 3D သုံးလုံးပေါင်းခြင်းပရိတ်ကိုကျွန်တော်ဆက်လက်ပြီးတွဲပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပရိတ်ကိုတောင်းဆိုနေကြတဲ့ပရိတ်ကျွန်တော်ရဲ့မိတ်ဆွေများဆက်လက်ပြီးတော့ကျွန်တော်သင်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့16ရက်3လပိုင်း2026 5ကျင်းအတွဲရလာတဲ့ပရိတ်ကသုံးလုံးပေါင်းခြင်းပရိတ်ကစစ်935ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့3D ထွက်သွားတာ9ပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ9ကိုကျွန်တော်တို့သုံးလုံးပေါင်းလိုက်တော့ဒီ9ဖြစ်တာပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီစစ်935ပရိတ်ထက်က9တလုံးသူဒီသုံးလုံးပေါင်းခြင်းပရိတ်ကဆက်ပေးနေစေပေါ့နော်အဲ့တော့ကျွန်တော်တို့တရက်နေ့4လပိုင်း2026 6ကျင်းအတွဲပေါ့နော်ဒါတရက်နေ့4လပိုင်း2026 6ကျင်းအတွက်ဆက်လက်ပြီးတော့သူဆက်ပေးမယ်ဆိုရင်ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေအတူတူကျွန်တော်တို့ရခဲ့မှာပေါ့နော်ကျွန်တော်တို့တနည်းကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြလိုက်အောင်ဒီနောက်ကနန်းကကျွန်တော်တို့ထွက်ထားတဲ့ဒီ666ကိုကျွန်တော်တို့ယူတာပေါ့နော်ကဲကျွန်တော်မိတ်ဆွေသုံးလုံးပေါင်းခြင်းပရိတ်ကိုပနီးကိုကျွန်တော်တို့အတူတူဆက်ကြည့်လိုက်ရအောင်ကျွန်တော်တို့ထွက်ထားတဲ့ဒီ666ကို6နောက်ပိတ်ကိုကျွန်တော်တို့4ကျင်းယူတာပေါ့နော်ထွက်ထားတဲ့ဒီ666ကို6နောက်ပိတ်ကိုကျွန်တော်တို့4ကျင်းယူတာပေါ့နော်6တလီ6 6နာလီ10နစ်6 3လီ10 6 4လီနာ14ပေါ့နော်နာ14ဆိုတော့ကျွန်တော်တို့4ယူတာပေါ့နော်ပြီးတော့နောက်တစ်လုံးကထွက်ထားတဲ့ကျွန်တော်တို့16ရက်နေ့3လပိုင်း2026 5ကျင်းထွက်ထားတဲ့3939ကိုကျွန်တော်တို့ဒီ9နောက်ပိတ်ကိုတစ်ကျင်းယူတာပေါ့နော်3939ဒီ9ကိုကျွန်တော်တို့ဒီ9နောက်ပိတ်ကိုတစ်ကျင်းယူတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ9နဲ့ဒီ4ကိုကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ဒီ4နဲ့ဒီ9ကိုကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ဘာရလဲကျွန်တော်မိတ်ဆွေများ3လို့ရပါတယ်ပြီးတော့3ရဲ့ထက်ကြီးတာ4ပြီးတော့4ထက်ကြီးတာ5ပြီးတော့ကျွန်တော်တို့ဒီ5ကိုပဝါယူတာပေါ့နော်5ရဲ့ပဝါ3ညကဲကျွန်တော်ရဲ့မိတ်ဆွေတရက်နေ့4လပိုင်း2026 6ကျင်းအတွက်ရလာတဲ့ပရိတ်ကရလာတဲ့သုံးလုံးပေါင်းခြင်းပရိတ်က3453ညပဲဖြစ်ပါတယ်ကဲကျွန်တော်ရဲ့မိတ်ဆွေရလာတဲ့ဒီ3453ညပရိတ်ကိုအကြိုက်ပါမှအကြိုက်မပါဘူးဆိုရင်မတုံးကြပါနဲ့ဟုတ်ပြီနော်ဒီတွဲနီးကဆက်ပေးမယ်ဆိုရင်ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေအတူတူရခဲ့မှာပေါ့နော်ဒါကသုံးလုံးပေါင်းခြင်းပရိတ်ပဲဖြစ်ပါတယ် 3D ကစားတဲ့ကျွန်တော်မိတ်ဆွေများသုံးလုံးပေါင်းခြင်းပရိတ်ကိုနားလဲမှာဖြစ်ထင်ပါတယ်
ကဲကျွန်တော်တော့ပရိတ်လေးရပြီဆိုရင်ရပြီသုံးလုံးပေါင်းချင်းပရိတ်လေးရပြီဆိုရင်ရပြီပြီးတော့택시ပုံတူ택시လဲရပြီဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ဒီ break နဲ့ကျွန်တော်ဒီပုံတူ택시နဲ့ဆက်ပေးမယ်ဆိုရင်ကျွန်တော်မိတ်ဆွေ 3D ကအများအကွက်များများနဲ့ထိုးเสียမလို့တော့ဘူးဟုတ်ပြီနော်ပြီးခဲ့တဲ့အပတ်ကကျွန်တော်ဒီပုံတူတုံညတလုံး택시တေချာရပြီးတော့ဒီသုံးလုံးပေါင်းချင်း break နဲ့ကျွန်တော်မကလိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့မိတ်ဆွေများထိုးတဲ့ခဏအခွက်ကမတင်ပေးလိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်ကစိတ်မကောင်းပါဘူးကျွန်တော်လည်းအလုံးနဲ့တစ်ဖက်မအားတဲ့အတွက်ကြောင့်ကျွန်တော်ဆက်ပြီးတော့မတင်ပေးလိုက်ရတာပါကဲကျွန်တော်ရဲ့မိတ်ဆွေများဒီတစ်ပတ်ကျွန်တော်တို့သုံးလုံးပေါင်းချင်း3 4 5 3ညပဲဖြစ်ပါတယ်အမှန်ပြောရမယ်ဆိုရင် break ပေါ့နော်ဒါက break ပေါ့ကျွန်တော်မြန်မာစကားပြောတဲ့မပီတဲ့အတွက်ကြောင့်တေချာနားထောင်ပြီးတော့တွန်းနီးကိုတေချာကြည့်ပြီးတော့သုံးကြပေါ့နော်ကဲကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နေတဲ့တယ်ဆိုရင် like လေးနဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်